မိသားစုမှာကြောက်ရောက်မယ်တော့ကျင်းကူကူကြီးရဲ့82နှစ်မြောက်မွေးနေ့အတွက်စေစွန်တက်ရှိကျမ်းမအောင်စေများလဲကတ်လူပါတယ်ပန်းအသက်ကြာကျော်ရှိပါစေဘေးအန္တရာယ်ကင်းပါစေစွန်ဟင်းစွန်ထမင်းများကိုလည်းလာရောက်ကတ်လူပါတယ်ချိုးပွဲများလည်းကတ်လူပေးပါတယ်ကျင်းကူကူကြီးနဲ့ပတိကူကူကြီးညီမနှစ်ယောက်စလုံးကျမ်းမချမ်းသာကြပါဘေးအန္တရာယ်လည်းကင်းကြပါစေဣဒံပုညပါကံသဗ္ဗတတ္ထာနံပါစေမာတပိတော်တို့သည်ဝိနည်းယမြတ်အချိန်ကာလတွင်မွန်မြတ်လာစွာသောစွမ်းခဲပွဲဘောဇင်တို့နှင့်လူဝဲဝတ္ထုအစုစုတို့ကိုလူတန်းရသောဝိနည်းဝိဇာတကုသိုလ်ကံစေတနာတို့၏အဖို့ဘာကကိုကျေးဇူးအထူးရှိကြကုန်သောမိခင်ဖခင်တို့အား၎င်းဆရာသခင်ကျေးဇူးရှင်တို့အား၎င်းအဆွေအမျိုးအားလုံးတို့အား၎င်းကိုယ်ဆောင်နှင့်ကျောင်းဆောင်နှင့်စေတီဆောင်နှင့်အိမ်ဆောင်နှင့်သာသနာတော်ဆောင်နှင့်အာဂါတစုဒုက္ခစုဘုံမေစုသုလောကပါဠနှင့်အစရှိသော